ပြီးခဲ့တဲ့စနေနေ့ကရှုံးပွဲကြုံခဲ့ပြီးနောက်ပွဲပြီးမှာစပိန်ကွင်းလယ်လူမာတင်ဇူဘီမန်ဒီတယောက်တကယ်ကိုစိတ်တက်ကြပြီးဝမ်းနည်းနေတာကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအာဆင်နယ်အသင်းဖော်တွေကသူ့နားကိုစုယုံရောက်ရှိလာပြီးပခုံးပုတ်တာဖက်လဲတကင်းနှစ်သိမ့်တာတွေပြုလုပ်ပေးခဲ့ကြတာပါ။ဒီဗီဒီယိုဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာပြီးနောက်ပရိသတ်တွေကြားမှာညှင်းခုန်စရာတွေဖြစ်လာခဲ့ပါတယ်။အကြောင်းကတော့ဇူဘီမန်ဒီဟာဒီယာဒီမှာဝေဖန်မှုတွေကိုအပြင်းထန်ရင်ဆိုင်နေရလို့ပါပဲ။ပရိသတ်အချို့ကတော့သူ့ရဲ့အမားတွေကြောင့်အသင်းဟာအမှတ်ပေါင်း15မှတ်လောက်ထိဆုံးရှုံးခဲ့ရတယ်လို့အောင်ဆွဆွဲနေကြပါတယ်။အထူးသဖြင့်ဒီဖုံးမောက်တဲ့ပွဲမှာလဲသူဟာကွင်းလယ်ကိုမထိန်ချုပ်နိုင်ခဲ့သလိုဂိုးပေးလိုက်ရတဲ့အခိုက်အတန့်တွေမှာလဲအမှားယွင်းရှိခဲ့တယ်လို့ဝေဖန်ခံနေရတာပါ။ဒါပေမဲ့အခက်အခဲတွေကြားမှာအသင်းဖော်တွေကသူ့နားမှာရှိနေပေးတာကတော့အာဒီဒါတိဆောက်ထားတဲ့အာဆင်နယ်ရဲ့အသင်းလိုက်စိတ်သက်ကိုကောင်းကောင်းပြသနေတာပဲဖြစ်ပါတယ်ဗျာ။ချယ်ဆီကိုနိုင်ခဲ့တဲ့ပွဲမှာစီးတီးပရိသတ်တွေဟာကွင်းထဲမှာပျော်ရွှင်နေကြသလိုတစ်ချိန်တည်းမှာပဲဇယားထိတ်ကအာဆင်နယ်ကိုလည်းပြောင်းလောင်ဖို့မမေ့ခဲ့ကြပါဘူး။ကင်မယာကရိုက်ကူးလိုက်တဲ့ပရိသတ်တွေထဲမှာအာဆင်နယ်လိုကိုပါတဲ့ပလင်းခုံကိုကင်မြောက်ပြီးအောင်ပွဲခံနေတဲ့စီးတီးပရိသတ်တယောက်ကိုတွေ့လိုက်ရပါတယ်။ဒါဟာပြီးခဲ့တဲ့ရာသီတွေကချန်ပီယံဆုနဲ့နီးစပ်ပြီးမှခြေကျော်တက်တဲ့အာဆင်နယ်ရဲ့ဘော်ဒယ်စင်လာကိုရည်ရွယ်ပြီးစိတ်သက်ပိုင်းဆိုင်ရာတိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်။ဖုံးမောက်ကိုရှုံးနိမ့်ခဲ့တဲ့အာဆင်နယ်အတွက်တော့အခုဆိုရင်အမှတ်ကွာဟချက်က6မှတ်ပဲကျန်တော့သလိုစီးတီးကလည်းတပွဲလျော့ကစားထားပါသေးတယ်။လာမယ့်ပတ်အီတီဟတ်မှာကစားမဲ့ထိပ်တိုက်တွေ့ဆုံပွဲဟာဘသူကတကယ့်ချန်ပီယံလဲဆိုတာကိုအဖြေထုတ်ပေးတော့မှာပါ။အခုကတည်းကစတင်နေပြီဖြစ်တဲ့စိတ်သက်ရေးရာစစ်ပွဲတွေကတော့တကယ့်ကိုအရှိန်တက်နေပြီပဲဖြစ်ပါတယ်ဗျာ။ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်အဆုံးအဖြတ်ဖြစ်လာမဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးဝိန်းယိုနီကအခုလိုပဲဆိုပါတယ်။မန်စီးတီးကချန်ပီယံဆုကိုဘယ်လိုယူရမလဲဆိုတာကောင်းကောင်းသိသလိုအဲ့ဒါကိုလက်တွေ့လုပ်ပြနိုင်တဲ့နည်းပြလည်းရှိပါတယ်။ဒီလိုဖိအားများတဲ့အခြေအနေမှာသူတို့ကအာဆင်နယ်ကစားသမားတွေထက်ပိုပြီးတည်ငြိမ်မှုရှိပါလိမ့်မယ်လို့သူကထောက်ပြခဲ့ပါတယ်။အထူးသဖြင့်အာဆင်နယ်အနေနဲ့ရှုံးပွဲတွေဆက်လာတဲ့အခါမှာနောက်ထပ်နိုင်ပွဲကဘယ်တော့မှရမလဲဆိုတဲ့အစိုးမြင်စိတ်တွေဝင်လာတတ်ပြီးအဲ့ဒါကခြေစွမ်းကိုထိခိုက်စေတယ်လို့ယိုနီကသတိပေးခဲ့ပါတယ်။ဒါကြောင့်ဒီပွဲမှာအာဆင်နယ်အနေနဲ့အလှကစားဖို့ထက်ရလက်ကောင်းဖို့ကိုပဲအာယုံစိုက်တင်ပြီးနေနဲ့တော့ညစ်ပတ်အောင်ကစားဖို့လိုနိုင်တယ်လို့သူကထူးထူးခြားခြားအကြံပြုထားပါတယ်။ပရိသတ်တွေကြိုက်ကြိုက်မကြိုက်ကြိုက်အာဆင်နယ်အနေနဲ့စီးတီးကိုမသွင်းနိုင်အောင်နေမျိုးစုံနဲ့တားဆီးရပါမယ်။ခံစစ်ကိုကြစ်ကြစ်လစ်လစ်ကစားပြီးတံပြန်တိုက်စစ်ကိုအသုံးချတာကသူတို့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်လို့လည်းယိုနီကဆိုပါတယ်။ဒီပွဲကတော့ဒီယာဒီရဲ့ချန်ပီယံအဆုံးဖြတ်ပွဲပဲဖြစ်လာတော့မှာပါဗျာ။